မေမေတို့ကိုပြောပြမယ်မေမေတော်တော်များများကငါကလေးစာမွေးပွဲအောင်ရင်အနာဂတ်အဆင်ပြေမယ်လို့ထင်တတ်ကြပါတယ်ဒါပေမဲ့တကယ်ဘဝမှာစာထပ်ပိုအရေးကြီးတဲ့အရာတွေအများကြီးရှိပါသေးတယ်ကလေးကိုအနာဂတ်အတွက်ဘယ်လိုပြင်ဆင်ပေးရမှန်းမသိတဲ့မေမေတို့အတွက်ဒီဗီဒီယိုလေးပါပထမဆုံးအရေးကြီးဆုံးစွမ်းရည်ကစိတ်ကြံ့ခိုင်မှု resilience ပါဒါကတော့ကြရှုံးတဲ့အခါပြန်ထနိုင်တဲ့စွမ်းရည်ပါဒါကိုပြိုးထောင်ဖို့ကလေးကိုအခက်ခဲတွေနဲ့ရင်ဆိုင်ခွင့်ပေးပါသူ့ပြဿနာကိုကိုယ်တိုင်ဖြေရှင်းခွင့်ပေးပါမေမေတို့ချက်ချင်းကဲမပြစ်ပါနဲ့ဒုတိယစွမ်းရည်ကစိတ်ခံစားမှုဆိုင်ရာဉာဏ်ရည် emotional intelligence or EQ ပါကိုယ်ခံစားချက်ကိုနားလည်တာတခြားသူရဲ့ခံစားချက်ကိုနားလည်တာစိတ်ခံစားချက်တွေကိုစီမံတာတွေပါဒါကိုပြိုးထောင်ဖို့ကလေးစိတ်ဆိုးတဲ့အခါမငိုနဲ့မပြောဘဲမင်းစိတ်ဆိုးနေတာကိုမမေ့မြင်တယ်လို့အရင်ပြောပါတတိယစွမ်းရည်ကသင်ယူလိုစိတ် curiosity ပါဘာလို့လဲဘယ်လိုဖြစ်တာလဲဆိုတဲ့မေးခွန်းတွေမေးတဲ့အခါစိတ်ရှည်ရှည်နဲ့ဖြေပေးပါမသိဘူးလို့မပြောဘဲအတူတူလေ့လာကြည့်ရအောင်လို့ပြောပါစတုထစွမ်းရည်ကဇွဲရှိခြင်း grit ပါခတ်တဲ့အလုပ်ကိုဆက်လုပ်နိုင်တဲ့စွမ်းရည်ပါဒါကိုပြိုးထောင်ဖို့ကလေးကိုသူစိတ်ဝင်စားတဲ့ဝါသနာတစ်ခုခုကိုဆက်လုပ်ခိုင်းပါလွယ်လွယ်နဲ့အရှုံးမပေးဖို့သင်ပေးပါဒီစွမ်းရည်လေးခုကိုကလေးမှာပြိုးထောင်နိုင်ရင်သူဟာစာမွေးပွဲအမှတ်မကောင်းရင်တောင်ဘဝမှာရှိဆက်နိုင်တဲ့သူဖြစ်လာပါလိမ့်မယ်မေမေတို့ဒီတပတ်သားမီရဲ့သင်ယူလိုစိတ် curiosity ကိုအားပေးပါသူတို့မေးတဲ့ဘာလို့လဲမေးခွန်းတစ်ခုကိုစိတ်ရှည်ရှည်နဲ့အတူတူအဖြေရှာပေးပါအဲ့ဒီအတွေ့အကြုံလေးကိုဒီတပတ်ကျမကလေးမေးတဲ့စိတ်ဝင်စားစရာမေးခွန်းလို့ comment မှာမျှဝေပေးပါအနာဂတ်ကောင်းဆောင်လေးတွေအတူတူပြိုးထောင်ကြရအောင်နေ့စဉ်9မိနစ်စာကျမတို့နဲ့အတူလေ့လာပြီးကျမပျော်ရွှင်တဲ့မိသားစုဘဝလေးတည်ဆောက်ကြရအောင်